သာသနာတော်နှစ်2562ခုနှစ်ကောဇာတိကရက်1380ခုနှစ်ကစုံလစုပ်6ရက်စနေနေ့ညရောင်လိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ကုန်းတလပုံစံပြကြီးရွာတိုက်ကွဲမှ30သိန်းဝိပဿနာဓမ္မယိတာဆယ်ရက်အဋ္ဌံယောဂီသစ်တရားစခန်းပွဲဖြစ်ပါတယ်တရားစခန်းဝင်ဦးရေ443ဦးယဟန်ယောဂီ20အဲ့ဒီမှာဗေဒာမှာအာမထုတ်ခဲ့ဘူးတာက9ပါးနဲ့အခြားယိတာမှာလာတာက73ပါးအမျိုးသားယောဂီ149ဦးဗိဒီမှာ9ပါးတဲ့20တဲ့ရှိတယ်ဒီမှာ9ပါးတဲ့ရတာဒီမှာ20ကုန်ကြီးညာပြီးပြီလေအမျိုးသားယောဂီ149ဦးအခြားရိသာဗေဒာမှာအာမထုတ်ခဲ့ဘူးတဲ့ယောဂီတစ်က68ဦးအခြားရိသာအတွေ့အကြုံရှိခဲ့တာ89ဦးသီလရှင်ယောဂီ15ပါးဗေဒာမှာအာမထုတ်ခဲ့ဘူးတာက1ပါးနဲ့အခြားရိသာအတွေ့အကြုံရှိတာက14ပါးအမျိုးသမီးယောဂီ254ဦးဗေဒာမှာအာမထုတ်ခဲ့ဘူးတာ69ဦးအခြားရိသာမှာတွေ့ကြုံကျင့်ခဲ့မှုက155ဦးအဲ့ဒီမှာနိုင်ငံခြားယောဂီမှာအမေရိကန်နိုင်ငံမှာ9ဦးစင်ကာပူနိုင်ငံမှာ15ဦးဂျပန်နိုင်ငံမှာ2ဦးယူရှားနိုင်ငံမှာ2ဦးထိုင်ဝမ်နိုင်ငံမှာ5ဦးဘန်ကောက်မှာ2ဦးဖြစ်ပါတယ်တရားဝင်ကြတဲ့ယောဂီများနိဒံတရားကတော့တပ်ပြပါပဲဟောပါလိမ့်မယ်ဦးဇင်းဟောတဲ့တရားတွေရောဦးဇင်းရှုွက်တွေရောအကုန်လုံးဖြန့်ထားတော့နာပြီးသားတွေလည်းဖြစ်ပါတယ်အဲဒီဦးဇင်းတို့တိုက်ခွဲမှ30နှစ်သိန်းကိုဝိပဿနာဓမ္မယိတာရဲ့တရားပြမှာကယုံနာနေမြင်မှုမပါပါဘူးဦးဇင်းယုံနာမြင်ရမယ်ဆိုပြီးတော့ဝိပဿနာဉာဏ်နော်ပရမတ်အောင်ပြုတဲ့ဝိပဿနာဉာဏ်นี่စိုက်ရမယ်လို့တခေါင်းမှမပါဘူးအတိတတ်ဖို့ပဲလာကျင့်ကြပါလို့ဖိတ်ခေါ်တာပါနော်ဝိပဿနာနဲ့ဟာအမတန်ကျေအောင်ပါသိရရင်အမတန်ခက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တီးလုံးဆရာတော်နဲ့ကင်းဆရာတော်သာတပိဋကဆရာတော်2ပါးတငယ်ချင်း2ပါးလည်းဖြစ်တော့အချိန်နံကြတော့တောထွက်ပြီးတရားအားထုတ်ကြတယ်ကင်းဆရာတော်နဲ့အတူတူတော့မနေဘူးခလန်းလန်းလေးမှနေကြ10ရက်15ရက်တန်ဒီတစ်ချိန်တရားဆွေးနွေးဖို့ကင်းဆရာတော်ကတီးလုံးဆရာတော်ထံလာပြီးတော့အတွေ့အကြုံတရားစကားတွေပြောတော့2ပါးညင်းတာကတီးလုံးဆရာတော်ကညင်းတာကိုတော့စာနဲ့မကြိုက်ဘူးအဲ့လိုနဲ့ပြောတာအဲ့လိုနဲ့တနေ့ကြတော့ကင်းဆရာတော်ကြွလာပြီးတော့ဆွေးနွေးတယ်အဲ့ဒီအချိန်ထိတီးလုံးဆရာတော်ကကိုတော့စာနဲ့မကြိုက်ဘူးပြောတယ်အဲ့ဒါနဲ့ပြန်တဲ့အချိန်ကျတော့တီးလုံးဆရာတော်ကင်းဆရာတော်သူ့ကျောင်းအဝိုင်းဝန်းထိအဆုံးထိလိုက်ပို့လို့ကိုရောကြီးတရားဆက်အားထုတ်တော့ဆိုပြီးတော့ကင်းဆရာတော်မှာပြီးဇန်နဲ့ပြန်ကြွသွားတယ်ဇန်နဲ့လည်းကြွသွားတော့မိုးပေါ်ကြည့်ပြီးတော့တီးလုံးဆရာတော်ရင်ဘတ်လက်ဝါးနဲ့ဖိပြီးတော့ငေါင်းနေတာကြောင်သွားတာအဲ့တော့မှကပ္ပိယဆရာတော်ဘုရားမိုးချုံနေပါပြီဘုရားအကြောင်းပြန်ဖို့အချိန်သင့်ပါပြီဆိုတော့မှတတိပြန်ထားနောက်နေ့ကျတော့ကင်းဆရာတော်ပြိဋိဘံပြုသွားပါဒါကိုစာပေတတ်တဲ့ပညာရှင်ရင်းတော်မှတကယ်လက်တွေ့ကျင့်တဲ့အခါမှာစာအလိန်ခံရတာနဲ့စာအလိန်မခံရတာနဲ့ဒီလိုပညာတတ်ပုဂ္ဂိုလ်တွေတောင်မှဝေပြမှုရှိတယ်ကင်းဆရာတော်က
စာအလိမ်မခံရဘူးစာလိမ်တာမဟုတ်လေကိုကစာကိုလိမ်တာကင်းစရာတော့ကအလိမ်မခံရဘူးသီးလုံးစရာတော့ကစာအလိမ်ခံရရတယ်စာကလိမ်တာမဟုတ်သူကစာကိုပြန်လိမ်တာလိမ်တာမဟုတ်ဘူးနဲ့အကောက်လွဲတာပေါ့အဲ့ဒါကြောင့်မလို့သို့တော်လည်းပဲယဟန်နှစ်ပါးကပုဂ္ဂိုလ်အဖြစ်တော့တုံးနဲ့တူမြင်တွေ့နေကြပြီမယ်ဉာဏ်အရာမှာတော့စိတ်အရာမှာတော့မတူဘူးစာပေရလည်းဘုရားဟောထားတဲ့စာပေရဒါပဲအဲ့ဒီပေါ်မှာအကောက်မှန်တဲ့ပုဂ္ဂိုလ်နဲ့အကောက်မှားတဲ့ပုဂ္ဂိုလ်နဲ့ဒီလိုတောင်ရှိကြသေးတာဦးဇင်းတို့တာမန်အယတ်သားတွေဆိုတော့ပို့ဆိုးတော့နော်ဒါတွေကအခုတည်းကြည့်လိုက်ရင်တရားအထုတ်ဖို့ခေါ်လိုက်ရင်လူတွေကြီးပဲသားနဲ့မယားနဲ့ပုဂ္ဂိုလ်တွေကြီးပဲလာတယ်အခုဒီထဲကလာတဲ့ပုဂ္ဂိုလ်တွေသုတ်တံပိဋကဘာသာပြန်နေဖတ်ခဲ့ဘူးတာပါလားမရှိဘူးအဲ့ဒါလည်းဘာမှမသိဘူးနော်ကာမဂုဏ်မှာထူပြောပြီးတော့လောဘဇောဒေါသဇောတွေနဲ့နေပြီးတော့ဖရာရဲ့အဆုံးအမဘာမှမသိတဲ့ပုဂ္ဂိုလ်တွေကိုဦးဇင်းတို့ပုတ်ပြီးအခရာတရားရေးတွေနဲ့ရှောက်ပြောနေလို့ဘာမှသိမှာမဟုတ်အဲ့တော့ဦးဇင်းကလည်းကြီးညာထားပြီးသားရုပ်တည်နံနေမြင်အောင်ပြပါမယ်လို့ဘယ်တော့မှမပြောခဲ့ဝါရင်းနိုင်ရှိကျင့်ကြတယ်အရက်20ဝါရင်းပေါအောင်ကျင့်တာရှိယောဂီတို့ဒီမိုးတွင်ကျင့်မဲ့ကျင့်စဉ်တွေဟာတမာတိလုပ်ငန်းပဲဖြစ်ပါတယ်တမာတိမရှိရင်ဘာဝိပဿနာမှမမြင်ဘူးအဲ့တော့ဝိပဿနာဆိုတဲ့ဝိထိုးပြီးတော့ပတ္တိရှုဖို့ဆိုတာရှုတဲ့စိတ်မှာနိဗ္ဗာန်နဲ့ကိလေသာတွေပညာကြီးတွေဖုံးထားလို့ကတော့ဘာဝိပဿနာမှမမြင်အောင်အဲ့ဒါကိုဖုံးနာကြီးကိုဖော်ဖို့ဆိုတာယောဂီတို့အရက်20နဲ့လည်းမရဘူးဦးသိရှိမှာသာတပိဒဓမ္မစရိယကြံပြီးတဲ့ပုဂ္ဂိုလ်တွေဝါပေါအောင်ကျင့်ကြတယ်အဲ့ဒါတွေအကုန်လုံးကိုဦးသိရဝါဦးဏိဒန်းနဲ့ပြောတယ်ဝါရင်းနိုင်ရှိကျင့်တာတရားမရဘူးလို့ဒါဦးသိရပုံရင်ပြောတာနော်မရနိုင်တာကြီးကိုရရမယ်လို့ဘယ်တော့မှမပြောဘူးဒီလောက်နိုင်ရှိနော်3 5 4 3 9 3 9 5 3 16ကျင့်တရားမရဘူးလို့ပြောပြီးသားရုပ်တည်နာနေမြင်ဖို့ဆိုတာဝေးရောရုပ်နာမြင်မှတရားတွေ့တာဟုတ်မမြင်နိုင်ဘူးလို့မမြင်နိုင်တာကိုမမြင်ဘူးလို့ပဲပြောတယ်မရနိုင်ဟောတာပြောတာဟောတာလည်းလွယ်တယ်လေနာတာလည်းလွယ်တယ်လေတကယ်လုပ်ငန်းဝင်ပေါ်မှာကိုယ်တိုင်ရောက်ပြီလားဆိုတာရောက်မှသိတာပရိယကပရိယမှာတောင်သိဖို့ခုနလိုမလွယ်ဘူးဦးဇင်းဒီပရိယကိုလေ့လာနောက်ဆုံးအဘိဓမ္မာစအကုန်လေ့လာဟာသူစာချင်းနဲ့မတည့်လို့ပြောနေကြတာမူလအထာဂရာကိုအခုရှင်မဗုဒ္ဓဂေါသကမကြိုက်ဘူးတာဟောဖသဝေနာသိညာစေနာဒီလိုဟောတယ်မူလအထာဂရာရှင်မဗုဒ္ဓဂေါသမဟုတ်ဘူးဒါဒီတနမကနီးဝေဒနာသိညာဖသပြောလဲရတယ်ဟဲ့ဒါပညာရှိကြီးတွေတော့မူလအထာဂရာဆိုတာယဟန္တာတွေရေးခဲ့တယ်လို့ပြောပါတယ်အဲ့ဒါကိုအမိပြုပြီးတော့ရှင်မဗုဒ္ဓဂေါသပြန်ပြီးတော့အထာဂရာပြန်ဖွင့်အဲ့ဒါကိုလေဒီဆရာတော်ကမူလအထာဂရာကိုထောက်ခံတယ်ရှင်မဗုဒ္ဓဂေါသကိုကန့်ကွက်တယ်အဲ့တော့သိဖို့မလွယ်ဘူးကင်းဆရာတော်ကတိလုံးဆရာတော်ကိုပြောတဲ့စကားကကိုရောပရိယတ္တိဆိုတာမြင်းနဲ့တူတဲ့မြင်းတုံးဆွဲမယ်ဆိုအရင်တော့မြင်းရရတယ်လွှတ်ဆွဲတကယ်ခွဲတဲ့ပုဂ္ဂိုလ်ကပရိပတ်နဲ့တူတယ်ပရိယကပฏิပတ်ကျင့်မဲ့လမ်းကြောင်းလေးကိုဖော်ပြတာမြင်းကြောင်းလေးလို့အဲ့လိုပြောတာနောက်တိလုံးဆရာတော်နောင်တော့ရပြီးတရားကျင့်တော့ဘယင်ကနေပြီးတော့ပင့်တော့လာပင့်တဲ့အမတ်တွေကိုကဲမင်းတို့တရားဝီမြို့ဟိုဘကန်သွားနေငါနောက်ကလိုက်ခဲ့မယ်မြို့ဟိုဘကန်ဒီဘကန်
လာပင်းနဲ့အမတ်ဒီလေဟိုဘကလည်းရောက်တော့သီလုံးဆရာတော်အဲ့ဒီမှာသင်္ကန်းယုံနေတကူပြအဲ့ဒီကနေပြစကိုင်းပဲရောက်တော့စကိုင်းထီးတင်ပြီးတော့သီလုံးဆရာတော်တရားဟောတာအနာဂါမိမက်တီခေါ်သွားတယ်အဲ့တော့ကျန်တဲ့တန်ခါပိဋကကမှန်လားပါဗျာဒီအနာဂါမိမက်ကူးအောင်ကျင့်ထားတဲ့ကျင့်စဉ်စာမတင်ခဲ့ပါလို့ပြောတော့လက်မခံဘူးငါမရှိရင်နောက်ပိုင်းပြဿနာတက်သွားမယ်တော်တော်မလွယ်ပါဘူးအဲ့တော့ဦးဇင်းတို့ကဒါတွေကိုလျှောက်ပြောရင်မပြီးနိုင်အခုခေတ်ကဟိုကပြောဒီကပြောဟိုကတော့နောက်တော့ဘလို့ပြရတယ်ခင်ဗျားတို့ကျင့်တဲ့ယောဂီတွေမှာရွှေကြီးတီဖွဲ့ဟိုကထုလဲသွားဒီကထုလဲနေတာပဲဦးစင်းကပြောင်းပြောပြီးသားရုပ်တည်နာနေမြင်အောင်ပြမှာမဟုတ်ပါဘူးမက်ဒီဖို့ရရောက်ဒါနဲ့မက်ဆိုတာလေလောကီဘုရားဘာကမက်တည်ငါမက်အစိတ်လေးတွေရှိတယ်နော်မက်ဆိုတာ ਨੇ အရိယာမက်ကြီးမဟုတ်လောကုတ္တရာမက်လောကီမက်ပြီးမှလောကုတ္တရာမက်ဆိုတာကူးတာလောကီမက်ကပုရုဇဉ်လေးနဲ့အကျဉ်းကြီးကိုအကျဉ်းသားလာစားပေးတာလောကုတ္တရာမက်ကအနုတ္တယပေးတာမက်ဆိုတာပေးတာကြီးပဲတခါတည်းပယ်ပြီးပြောတာမဟုတ်ဘူးဒါတွေကလျှောက်ပြောရင်ခင်ဗျားတို့နားတွေပူကုန်လိမ့်မယ်အဲ့တော့ဒီမှာလာကျင့်တာဘာရမှလဲလို့မေးရင်အသေးနီးတတ်မယ်ဦးစင်းကဒါပေးမယ်လို့ခေါင်းစဉ်တက်ပြီးသားရုပ်တည်နာနေဖြစ်တာတွေပြက်တာတွေဉာဏ်စဉ်တွေပေးပါမလို့တခေါမှမပါသို့တော်လည်းပဲဘလောက်တိဘလောက်တတ်သိတာတတ်တာတွေကအမြတ်ကြီးပဲသို့တော်ခမည်းတော်တနေ့သိမှာကိုသိတော့ကိုယုံနဲ့ကိုပေါင်းတရားမှာကိုယုံနဲ့ကိုစိတ်နဲ့ပေါင်းတရားတဲ့အချိန်မှာမိမိစိတ်ကကိုတတ်ထားသိထားတာတွေကအဲ့ကြမှာအသုံးမတည့်တယ်ဘူးဆိုပြန်ပြင်လို့အချိန်မရတော့လူတယောက်ရဲ့တတ္တဝါတယောက်ရဲ့သမရကြီးမဖြစ်လို့မစင်ရဘူးတထေးကြီးမဖြစ်လို့မစင်ရဘူးအာနာရှိကြီးပညာရှိကြီးမဖြစ်လို့မစင်ရဘူးသရောင်းသားလည်းသူလည်းမိသားစုနဲ့နေနိုင်တာပဲတပိုက်တကြောတဝမ်းဒါကတော့ပြည်လေတာပဲသူ့တိုင်းတာနဲ့သူကတော့ပြည်လေသွားတာပဲသို့တော်လည်းပဲတဲ့တထေးကြီးသမရကြီးအရာရှိကြီးနိုင်ငံကျော်ကဘာကျော်ကြီးမဖြစ်နေပါစေသေမာခါသေတဲ့ကချမ်းသာဖို့ပဲလိုပါတယ်တတ္တဝါတွေသေခြင်းနဲ့တွေ့တဲ့အခါကျတော့မှမချိမစခံစားရအစာမဝင်ရေမဝင်လေတစ်ချက်အသက်ရှူဖို့အချွဲကြလို့မချိမစခံစားရတဲ့ဒုက္ခကြီးအလွန်ကြီးအဲ့ဒီအချိန်မှာလူတယောက်ကရွှေဘုံဘုရားကြီးကဲ့သို့ရွှေချက်လိုက်ကြီးတည်ပြီးတော့ရွှေချက်လိုက်ကြီးကတ်ထားတဲ့ဇေဒီကြီးတဆူတည်ထားတော့အဲ့ဒီဒုက္ခဝေဒနာကိုအဲ့ဒီဇေဒီကြီးကလာခဲ့သလားကဲနိုင်မလားမကဲနိုင်တုံမာကံသီလတရိဓံပရိသရဏနာမနာတိခြေသားခြေသမီးတို့ကိုယ်ပိုင်ကျင့်တဲ့ကိုချင်းကားတာကိုယ့်အတွက်ကိုယ်ွယ်ရပြီဒါသဘောပြောတာအရေးကြီးတဲ့အကြောင်းပြောတာဒီဓမ္မယုံလောက်ရှိတဲ့ပတ်စံတွေလှူခဲ့ပဲသို့တော့အဲ့ဒီဒါနကမိမိသေတဲ့ကကိုယ့်ရဲ့သေခြင်းဆင်းရဲကိုလာခဲ့သလားမခဲ့နိုင်အဲ့ဒီဒါနလည်းမလောက်ကျန်တဲ့တစောင်းတွေကြောင်းတွေကဘလောက်လှူတိရိမာသောကမီလောက်လှူနိုင်တာပဲရှိသိတော့ပူလိုက်တာနဲ့အော်နေတာဇဗုဒိတ်မှာသူလိုရှင်နိုင်မဲ့ကိုမရှိဘူးလိုက်တိုက်ပြတာသူတော့သေမင်းကသူ့ပလင်မော်တက်တာတော့သူအော်မနေဘူးလားအဲ့ဒီချိန်ရေးကြီးသုံးမယ်အဲ့တော့နှိုင်းရှင်ကြည့်ကြစို့သူ့ရဲ့ဘရင်စည်းစိမ်ကြီးဟာဘရင်စည်းစိမ်ကြီးနဲ့သေမင်းတတ်လို့ငြင်းညမ်းမှုနဲ့ဘယ်ရတာလဲသေမင်းတတ်တဲ့ချမ်းသာတာရဲ့သူ့ရဲ့ဘရင်စည်းစိမ်ချမ်းသာတာရဲ့ဘယ်ချမ်းသာတာလဲအဲ့ဒါမှအမကြီးတွေပူလိုက်တာကဲပါအောင်င
ငါရင်တွေပူလာပြီးအေးအောင်ဘယ်လိုလုပ်ပါမလဲအဲ့တော့မှယမနာပုံနာအမတ်ကြီးအမှန်လားပါဗျာစပယ်ကြီးသေးကြီးကအေးပါတယ်ဆိုဘရင်စည်းစိမ်ကြီးလိုချင်လားစပယ်ကြီးသေးကြီးလိုချင်လားတန်ဖိုးဆိုတာပေါ်မလာဘူးလားအေးအဲ့ဒီအချိန်မှာအဲ့ဒီသေခြင်းတော့ရှိမယ်ဆင်းရဲခြင်းချုပ်တဲ့နီလန်းနာပေးနိုင်မယ်ဆိုစပယ်ကြီးသေးကြီးယူမလားအဲ့ဒီသေခြင်းဆင်းရဲမှလွတ်တဲ့ချမ်းသာရမယ်ဆိုရင်ဘရင်စည်းစိမ်နဲ့လည်းတာတယ်ဇေယျတစောင်းကူကြောင်းမြတ်စွာဘုရားရဲ့ဓာတ်တော်အစစ်တွေကိုဇေဒီပေါင်း8400လှူတာသူ့တဲ့တာအောင်သူလိုဓာတ်တော်မူတော်အစစ်တွေကိုလှူနိုင်တဲ့ပုဂ္ဂိုလ်ရှိလားဒါပဲနဲ့အဲ့ဒီကုသိုလ်ကသူ့သေခြင်းဆင်းရဲဒုက္ခပေါ်မှာတော့လာမကင်းနိုင်ဘူးအဲ့တော့မှဦးဇင်းကသေခြင်းဆင်းရဲမှလွတ်တဲ့ဤဟာနော်တတ္တဝါတွေအတွက်တို့ဗုဒ္ဓဘာသာဝင်တွေနဲ့အထွတ်အထိပ်အနိုင်မဲ့တန်ဖိုးအရှိဆုံးပဲလို့အဲ့ဒီလိုတွက်ပြီးတော့သေခြင်းဆင်းရဲမှလွတ်ဖို့ပြတယ်ဥစဉ်ကနိုင်တာကသေခြင်းဆင်းရဲမှလွတ်ဖို့ပဲနိုင်တယ်ပရမယုံနဲ့မြင်အောင်ပြပါဆိုတော့မြင်အောင်ပြတယ်ဆိုတော့မြင်အောင်ဆရာကပြလို့မရပရမယုံနဲ့မြင်ဖို့ဆရာပြပါဆိုဆရာပြလို့ရလို့ရှိရင်အကုန်လုံးလိုက်ပြရကုန်မှာပေါ့ပြလို့မရမြင်တဲ့ဒီစနစ်ပေးဖို့ပဲရတယ်ဥမာကန်းနေတဲ့မွေးတွေကကန်းတဲ့ကလေးတယောက်မျက်လုံးလိုရှိတဲ့မျက်ခုံပိတ်နေတော့ဒီကလေးဘာမှမမြင်အောင်ဒါကိုကြည်စမ်းဆိုပြီးသင်ပြီးလို့ရပါမလားဘလို့သင်တယ်မရမဖြစ်နိုင်တဲ့အကန်းကြီးပိတ်နေတာကြီးကိုသွားပြီးပြနေဆိုတာယူလို့ပဲအဲ့တော့ဆရာအောင်သွားပြတယ်ဆရာအောင်ကဟာမင်းကလေးကမျက်လုံးကတော့အထဲမှာတော့အလုံးတော့ရှိတယ်မျက်ခုံခွာလိုက်လို့ခွဲလိုက်လို့ရှိရင်တော့မျက်ကြည်လွာပါရင်တော့မြင်မယ်မပါရင်တော့မမြင်ဘူးအဲ့တော့မင်းငယ်သေးတယ်9နှစ်ပြည့်လောက်မှလာခဲ့အဲ့ဆို9နှစ်ပြည့်တဲ့အချိန်မှာဆရာဝန်နဲ့သွားခွဲပြီးတော့မျက်လုံးကြက်တီးစီးပြီးတော့တပတ်ကျော်မှဖွင့်လိုက်ဆိုဖွင့်တဲ့အခါကျတော့ဒီကလေးကမျက်ကြည်လွာပါလာတော့ဖွင့်လိုက်တော့ तू မမြင်ဘူးလားမိဘဒါမြင်အောင်ကြည့်ဖို့ပြောသေးလားမလို့ပါဘူးမြင်အောင်ကြည့်ခိုင်းဖို့မလို့မြင်နိုင်တဲ့အမြင်သမာဓိဋ္ဌိရှိဖို့လိုပါတယ်သမာဓိဋ္ဌိဆိုတာရောလို့ပေးလို့မရဘူးသမာတတိသမ္မာဝါယမသမာသမာဓိရှိမှဖြစ်တယ်အဲ့သမာတတိသမ္မာဝါယမသမာသမာဓိကလည်းတကယ်သမာတတိတကယ်သမ္မာဝါယမတကယ်သမ္မာသမာဓိဖြစ်ဖို့လိုတယ်ဘာနဲ့စံသိထားမလဲတရားကိုသတ်မှတ်မှာသမာဒိဋ္ဌိဆိုတာမြင်ပြီသမာဓိသမာဝါယမသမာသမာဓိကဆရာဝန်ဆေးကုပေးတာမျက်လုံးခွဲပေးတာမျက်ကြည်တော်နဲ့တူတဲ့သမာဓိဋ္ဌိနဲ့သမာဓိဘဂပါတော့ပေါ်လာတော့မြင်တော့တာပဲအဲ့တော့မြတ်စွာဘုရားသမာဓိဘာဝိထခြေသားခြေသမီးတို့သမာဓိပွားကြသမာဓိတော်ဘိက္ခွေယတ္တဗုဒ္ဓဘာဇနာတိသမာဓိရှိမှယတ္တဗုဒ္ဓဉာဏ်ဖြစ်မှာသမာဓိကသမ္မာသမာဓိမှန်မှမမှန်လို့မရဘူးအဲ့ဒီသမာဓိရဖို့ဆိုတာတဲ့ကြကုတ်ကြကဲကုတ်ခဲပြီးပေးတည်ပြီးစုပ်ပြတ်ဖုံညက်ကိုတခါတည်းကိုဖို့လျှော်နိုင်မှရပါတယ်အဲ့တော့ကြောင့်လွယ်နဲ့မရနိုင်မမြင်နိုင်တဲ့ယုံနာတွေကိုဦးဇင်းမပြပါဘူးပြလို့လည်းမရဘူးတရားဓမ္မတွေလည်းမယူနိုင်ဘူးဥဒိစင်မှုရှင်းတမ်းမှရှိပါတယ်သားနဲ့မယားနဲ့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေပရမယုံနဲ့မမြင်ဘူးဦးဇင်းကပြောတဲ့ကြီးပဲပြောတာတဲ့ကြီးပဲပြောတော့ကြိုက်ချင်လဲကြိုက်ပဲမကြိုက်ချင်လည်းမသိဘူးလေကွာသစ္စာအမှန်နဲ့ပဲပြောတာဘယ်ဒီလိုတာတရားရည်ယုံနာနေရဖို့ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ပါဘူးတော်တော့ကိုမလွယ်တာပါယုံနာနေမြင်ဖို့သမာဓိတွေရဖို့ခဏထားပါဦးယောဂီတို့အခုတွေ့လိမ့်မယ်ဒီတရားစကားမှာတရားထိုင်တဲ့အရိယာပုဂ္ဂိုလ်ပဲ
နော်စနစ်တကျတည်နိုင်ဖို့မလွယ်ဘူးတရားထိုင်တာဒီလိုပဲထိုင်တာပဲလို့မအောင်မင်းနဲ့အဲ့တရားထိုင်တဲ့အရိယာဘုံမှန်ဖို့ပြင်းရင်တည်းကူးနိုင်ဖို့အထောက်ပံ့ပေးတဲ့ကာယင်တည်းဖြစ်ဖို့ဟာတော်တော်ကိုမလွယ်တော်တော်ကိုမလွယ်တာအင်းဒီတိဆောက်တာမှန်ဖို့တောင်တော်တော်မလွယ်ဘူးရနိုင်ဖို့ကလွန်ခင်းနေအဲ့ဒါဦးဇင်းတို့နောက်ပိုင်းကြတော့ဦးဇင်းတို့အဲ့ဒါပြအောင်ယောဂီတို့လည်းကိုယ်တို့ဖြစ်လာအဲ့ဒါကြောင့်မလို့မဖြစ်နိုင်တာတွေမရောက်နိုင်တာတွေဦးဇင်းပြလည်းမပြဘူးပြောလည်းမပြောဘူးသင်လည်းမသင်ဘူးဖြစ်နိုင်တာကတော့ခမရတို့အသေးတတ်ဖို့တော့အာမခံတယ်ကိုယ်စေးကိုတာဝန်ယူတယ်ဒါပေမဲ့ယောဂီတို့ကစမ်းကြည့်ပါဦးဇင်းညွှန်ကြားတဲ့ကျင့်စဉ်ကိုမလိုက်နာပဲနဲ့ကိုထင်အားကိုလုပ်ကြည့်အောင်လုပ်ခွင့်ရှိတယ်ဒီမိုကရေစီခေတ်ရောက်လာပြီခေတ်နဲ့ညီရတာကိုလုပ်ချင်အောင်ကိုလုပ်လေရောဘာဖြစ်ဆိုတော့ပုထုဇဉ်ကကိုထင်အားကိုလုပ်မှကျင့်တတ်တာကိုထင်အားကိုလုပ်တာကောင်းကျိုးမရှိဘူးဆိုဆက်မလုပ်ပါနဲ့ဦးဇင်းညွှန်ကြားတဲ့ဤစနစ်အတိုင်းကျင့်ကြည့်ပါစနစ်ကြကြကျင့်ကြည့်လို့အကျိုးမရှိဘူးဆိုရင်ပြန်တော့ပြတ်သားသားပဲယောဂီတို့အတွက်အချိန်ကုန်နဲ့ဖင်နာတယ်ကြာကြာထိုင်တော့ဖင်နာတယ်ကိုယ်လုပ်ပြီးပြက်တယ်အဓိပ္ပာယ်မရှိဘူးအကျိုးမရှိဘူးဆိုပြန်တော့ဦးဇင်းညွှန်ကြားတဲ့စနစ်အတိုင်းအံကြအောင်ကျင့်လို့အံချအောင်ကျင့်လို့အံကြပါပြီးတော့အရှင်မြတ်ပြောသလိုကောင်းကျိုးမရှိပါဘူးဆိုရင်ဘာလုပ်မလဲတိုင်းပြန်ယောဂီတို့ဘက်ကလည်းထောင်းရောင်ရောင်ဖောင်းရောင်ရောင်မလုံးနဲ့ဦးဇင်းရဲ့တရားစခန်းနဲ့ယောဂီတို့နဲ့အတွေ့အကြုံမရှိသေးဘူးဦးဇင်းတို့ယောဂီတို့နဲ့သင့်တော်တဲ့မဖြစ်မနေညွှန်ကြားရမယ်သင်ပေးရမယ်ဟာပြင်ဒီပြင်ဘာမှပြောမှာမဟုတ်ဘူးတရားလက်ကလေးတကယ်လိုချင်တဲ့ပုံကိုယ်တွေအတွက်လက်တွေ့ကျင့်စဉ်မှာတကယ်လိုအပ်တာတွေကိုပဲသင်ပေးသွားမှာအဲ့လိုသင်ပေးသွားတာကိုယောဂီတို့ကရှုွက်တွေရှင်းနာညွှန်ကြားနေတာတွေကိုလေးလေးနက်နက်နားထောင်ပါဦးဇင်းတို့ဒီကရိတ်တာတွေဝင်သွားပြီးတော့တရားညွှန်ကြားတဲ့အချိန်လေးလေးနက်နက်နားမထောင်မသိဘူးအပြင်ကြတော့တစ်မျိုးဖြစ်ကုန်မရှိရင်တရားတော်ကြီးရှိတယ်မေးပါယောဂီတို့ကျွေးမသေးသွားနဲ့မရှင်းမလင်းနဲ့ပြန်သွားရတယ်ကိုယ့်ဘောက်ကိုစနစ်ပေါ်မှာရောက်တာမရောက်တာထားကျွေးယူမသွားနဲ့မရှင်းရင်ထားမေးပြောင်းမေးဦးဇင်းကဘုံဘုံရှိရှိသမားတဲ့သမားအဲ့ဒါဦးဇင်းကဗီဇတတိကဒီလိုပဲတဲ့ပြောတဲ့တာပြောတဝေထိုးမနေနဲ့တဲ့တာပြောမရှိရင်တဲ့မေးပြနေတဲ့ကျင့်စဉ်ပေါ်မှာလေဘာကိုညွှန်ကြားနေတယ်တို့ကိုဘာခိုင်းနေတယ်ဆိုတာလေလေးလေးနက်နက်နာလေးနက်နက်နာယူပြီးရင်အန်ချအောင်ကျင့်မိမိကျင့်မှာနဲ့ဆရာညွှန်ကြားမှာနဲ့အန်ချတခါတည်းတော့ကြာကြမှာကြာမှာအန်ကြတဲ့ကြာအောင်ကျင့်အန်ကြသွားပြီဆိုရဲသားနဲ့မှကောင်းကျိုးမရှိရင်ပြန်တော့ဒါကိုလည်းဦးဇင်းကကြိုတင်ပြီးတော့သတိပေးထားတယ်ဒီတရားတော်တွေယောဂီတို့အခု450နီးပါးကြီးကို10ရက်ထဲနဲ့အသေးတက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအသေးတက်တယ်ဆိုတာအရာစကားပြောတာဒီဘက်ကစကားနဲ့ပြောလို့ရှိရင်ပုထုဇဉ်ဓလေ့ချမ်းနေပုထုဇဉ်စိတ်ပုထုဇဉ်ဓလေ့အကျမ်းတွေကိုချွတ်ပြပါပုထုဇဉ်ဓလေ့ချမ်းကိုမချွတ်ဖက်နဲ့နော်ပုထုဇဉ်အနွယ်ဖြတ်တဲ့မဲ့ဆိုတာမဖြစ်နိုင်အဲ့တော့စိတ်ချမ်းဇေယျချမ်းဓလေ့ချမ်း
အဲ့ဒီအကျမ်းนี่ချွတ်တာအဲ့ဒီအကျမ်းကြောင့်သင်္ကန်းကြီးကြောင့်လောက်ကြပါအောင်ကြဲကြပါအောင်အတင်းရုံးမဲ့ကမ်းမဲ့ဒလိကျန်ကိုထင်ရကိုလောက်တော့ပုထုဇဉ်ဒလိဆိုတာနှမျိုးရှိတယ်အချောင်းလိုခြင်းနဲ့ကိုထင်ရကိုလုံးမဲ့နှမျိုးရှိတယ်ဘာပဲဖြစ်ဖြစ်သူကအချောင်းလိုခြင်းတာဒါပုထုဇဉ်ဒလိမိမိမကျင်တတ်ဘူးဆိုရင်ထောင်မကားလို့တန်းကြကြငရဲကြီးငရဲလေးနဲ့နေဆိုစော့လောက်တာအဲ့ဒါပုထုဇဉ်ဒလိပဲအဲ့ဒီပုထုဇဉ်ဒလိတွေမပေမတမခွာရသေးပဲနဲ့ယုံနာမြင်တယ်ဆိုတာလုံးဝမဖြစ်ဘူးယုံရင်တဲ့စိတ်ကြီးနဲ့မြင့်မြတ်တဲ့ပရမယုံနာကိုမမြင်နိုင်ဘူးအဲ့ဒါကြောင့်ဦးဇင်းတို့အတ္တိမရောက်ဘူးအဲ့ဒီပုထုဇဉ်ဒလိကျမ်းစိတ်ကျမ်းဇယိုက်ကျမ်းကြီးချွတ်သွားရင်လူဘဝမှာလူဖြစ်ရကြုံ납ပြီးအတ္တိတဲ့မြတ်တာလောကမှာမရှိဘူးယောဂီတို့မှတ်ထားနော်ကိုယ်ယုတ်ကကိုယ်တတ်လို့ကိုယ်တတ်သေးတဲ့အခါမှာဒကာရမတွေသူများတတ်တာကိုယ့်ကိုတတ်တာကိုယ့်ကိုဘယ်လိုတတ်လဲနီးလေးပါလေရအောင်လောကကိုယ့်ကိုတတ်သေးနေကြတယ်ကိစ္စယောဂဆိုတာသူများလာထဲလားကိုယ့်ကိုတတ်တာလားကိုယ့်ကိုတတ်သေးနေကြစီးကျူသူများလာလောက်ခိုင်းတယ်လားကိုယုတ်ကဖြစ်တာလားကိုယ့်ကိုတတ်သေးနေကြတာကိုယ့်ကိုတတ်သေးတဲ့အချိန်မှာအကျဉ်းအကျပ်ဖြစ်ဆုံးတဲ့အပြင်းထန်ဆုံးလောကရန်ကြီးအဲ့ဒီမှာထားတောက်မဲ့လောဘဒေါသတောကမိကြီးငြိမ်းတာတဲ့လောကမှာဘာမှတန်ဖို့မရှိမကောင်းမှုပြောတာမဟုတ်ဘူးနော်အဲ့ဒီလောက်ကြီးတဲ့တန်အဲ့ဒီတန်ဖို့ကိုဘယ်ဟာမှမမီဘူးအဲ့တော့ကြောင့်ဦးဇင်းကအညတရယဟန်တစ်ပါးအနေနဲ့တတ္တဝါတွေရဲ့အချမ်းသာဆုံးအပြင်းထန်ဆုံးဆင်းရဲမဲ့ချိန်မှာငြိမ်းချမ်းစွာသိဖို့အတွက်ဦးဇင်းကဖရာကိုယ်စားကြံနေတဲ့ကြင့်ပေါ်ကျင့်ဘက်တာဝကအချင်းချင်းပြန်ကြည်တင်ခြင်းဖြစ်ပါတယ်ဦးဇင်းကတနစ်တာပေါ့လေဦးဇင်းနဲ့တစ်ချိန်မှမကျင့်ရသေးတဲ့ယောဂီမန္တလေးဆို800အောင်လံဆို950မော်လမြိုင်400ရန်ကုန်1800ပဲခူး100အဲ့ဒါကအလုံးပေါင်းရင်4500ရှိအဲ့မှာအချောသစကန်ကရန်ကုန်1100နဲ့မန္တလေး400နဲ့ဆို1500ရှိဝါရင်းနိုင်ရှိကပထမအရင်2400နဲ့ဝါပေါင်း200နော်အလုံးယောဂီ6600တို့ဗုဒ္ဓဘာသာဝင်ဖရာရဲ့တာဝက6600လောက်မထဘူးနော်ဦးဇင်းကြီးမှာတစ်ချိန်ချင်းနဲ့နှစ်ချိန်ပြီးသွားရင်နောက်ထပ်လာလို့မရလာဖို့လည်းမလိုသလိုတချို့ကြတော့လည်းကျွေးကြံသွားတာရှိဒါအောင်3ချိန်လက်မခံဆိုတော့နောက်ထပ်ယောဂီအသစ်တရားပုံနေတယ်အခုတယ်လီဖုန်းခေါ်ရတယ်အချိန်ပေါင်းအများကြီးခေါ်ရတယ်အဲ့ဒီမှာဦးဇင်းတို့မကျင်တတ်လို့ဘာလျှော့ပြောတဲ့တယောက်ဒီတစ်ပတ်လိုက်ရှိုးလွှင့်ပေးရတယ်မျက်မြင်ကိုယ်တွေ့ဒီလိုကြီးယောဂီလက်ခံနေပါတယ်ဆိုတော့လောက်ရတယ်အဲ့တော့အညတရယဟန်တစ်ပါးအနေနဲ့မြတ်စွာဘုရားရဲ့တပိသားသာဝကအချင်းချင်းမြတ်စွာဘုရားရဲ့ကိုယ်စားသိနီးတတ်အောင်ပဲသင်ပေးပါတယ်အခြားနည်းတွေနဲ့ရရင်လည်းအခြားတာသွားဦးဇင်းရှိမှာကတော့ဒီကာယကဒုက္ခဝေဒနာမှာသိအောင်တတ်တဲ့ယောဂါဆိုတဲ့ဒါလေးပါဖောက်ပြန်မှုအပြင်းထန်ဆုံးအချိန်မှာထားတော့တဲ့မီးကိုအာမခံနဲ့ပြီးပါတယ်တော်ပြီဦးဇင်းတာနိုင်တယ်ဒါပြီးမယ်နောက်တစ်ခုကအဲ့ဒါက3စားရှိတယ်ပေါ့တရင်ကဝိက္ခမနာသမုတ်စီတာဝိက္ခမနာဆိုကြာပေါ့အဲ့ဒီကြာဆိုတာကဒုတိယအဆင့်တတိယအဆင့်ကတရင်ကပထမအဆင့်ကတော့သမုတ်စီတာတရင်ကတော့ထားလိုက်တော့
ဒုတိယအဆင့်ဝိက္ခမနာဆိုရင်ဟာဒီမှာကျင့်တဲ့ယောဂီအကုန်ရဘလောက်တတ်တာဒါကိုရုတွေ့မှာနော်အဲ့ဒါ9ရက်မြောက်ကြတော့သိရင်ဒီလိုသေးပါဆိုပြီးတော့ယောဂီတွေကိုလက်တွေ့ပြလိုက်တဲ့အခါမှာခင်ဗျားတို့3နာရီ4နာရီ5နာရီ10နာရီ15နာရီနေလေမလုပ်တော့လှုပ်ပါမှဆင်းရဲတယ်မလုပ်ဖဲနေရတာချမ်းသာပုထုဇဉ်ကအတင်းယုံကံကမှထင်ရလောက်ရမှချမ်းသာတယ်အဲ့လိုမလုပ်ရင်ဆင်းရဲတယ်အဲ့ဒါကဒီမှာရောက်တဲ့ပုဂ္ဂိုလ်အကုန်ရသိကျဲသလိုဒီအဲ့မှာတည်းကမဆင်းရဲဘူးပထမအဆင့်ကတော့ပုထုဇဉ်ဒလေချမ်းစိတ်ချမ်းတွေကိုမနဲ့တိုက်တာပြန်ပြီးဆက်လို့ကိုမရအောင်တတ်ပြစ်တာဒီနေ့လည်းအဲ့ဒါယောဂီတိလာပို့တဲ့ယောဂီဟောင်းနေဒီပြီးတော့ဗျာတဲ့အမေသေးတာငိုချင်တာငိုလို့မရအောင်ဒါပုထုဇဉ်ဒလေတွေကငိုနေတာငိုအောင်လုပ်လို့မရအောင်ယောက်ျားဒေါသဖြစ်ချင်တာဗျာဒေါသလည်းဖြစ်လို့မရအောင်အဲ့လိုဖြစ်ပြဆုံးချုပ်ဆုံးနိဗ္ဗာန်ဆိုတာအဲ့လိုဖြစ်ရပြန်ပြီးတော့အပင်ကိုမပေါက်အောင်ပြန်ဆက်လို့ကိုမရအောင်ပြတ်သွားမှာဘာလဲတဲ့ပုရုဇဉ်တလေချမ်းပုရုဇဉ်တွေကရင်မစိတ်ဒီအော်ငိုကြယုံရံရံနဲ့ကြမ်းကြမ်းတန်းတန်းတော့ရင်ထုငိုကြိုးကြဒါပုရုဇဉ်တလေချမ်းနေခေါ်တယ်တော့တရားအမတန်သိအောင်ခက်ပါတယ်ဦးဇင်းတို့ဒီကပုရုဇဉ်တလေချမ်းနဲ့သပြီးရောငိုလို့မရတော့ငိုရဆိုတော့ကမိဒေါသမီအဲ့ဒီတန်ရုံးစင်မီတောက်လို့ကိုမရဘလောက်ထိသေးလဲလျှက်တစ်ပြက်တွင်မှာသေလောက်ဖွယ်တွေ့တာပရိစ္ဆေသမုပ္ပါပြရတယ်အခုမနေ့ကတော့တက္ကမကြီးလာတယ်စင်ကူမှာခြားစည်းတယ်ဆိုတာအမြင့်ကြီးကြံနဲ့သူနဲ့ပါလာတဲ့အပေါင်းအသင်းခရစ်ယာန်တွေလည်းပါတယ်ခရစ်ယာန်ဘာသာဝင်တွေပေါ့ဒါနဲ့သူတို့ကတော့ငွေချင်းတွေပေါ့သူတို့ပြီးလဲပြီးတော့ပြုတ်ကြအာညရည်တွေတောက်ကြထိတ်လန့်တကြမောပန်းပြီးဖြစ်ကြတယ်သူကတော့ဒီတိုင်းပဲအဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေကအမှားဘာလို့မဖြစ်တာလဲငါကတရားကျင့်ထားတော့မဖြစ်ဘူးဆိုတော့ကျမတို့လည်းအဲ့ဒီလူပညာတွေလူချင်းတယ်လို့ပြောတယ်တဲ့လျှက်တဲ့ပြည့်တွင်းမှာမမျိုးလင်းမင်းနဲ့ကားမောက်သွားမှ3ပတ်4ပတ်တွားသွားပြီစိတ်ကဒီတိုင်းပဲသုံးလုံး၆ချခြင်းမရှိအရိယသူတော်ကဒါပုရုဇဉ်ဒလိချမ်းကြောင့်ဟာယုံရင်းဆံကားဖြစ်တာအဲ့ဒီစိတ်တွေဖြစ်ဖြစ်ဆုံးပါအဲ့ဒါကပထမအဆင့်တန်တန်သိပြီးတဲ့လူရမယ်အကုန်လုံးရမယ်လို့အာမမခံဘူးဒုတိယအဆင့်ကတော့အကုန်ရမယ်ပြောပြီးပြီ9နိုင်နေခြင်းလား10နိုင်မလုပ်ပဲနေခြင်းလားနိုင်20မလုပ်ပဲနေခြင်းလားရတယ်အဲ့ဒါအကုန်ရမယ်ပရမတန်စားတော့အကုန်ရမယ်လို့အာမမခံဘူးကျူးစာအားထုတ်တဲ့လူရမယ်အဲ့ဒါကြတော့ဦးဇင်းတို့ဒီလိုပဲပြောရမယ်အဲ့တော့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေကိုယ်နဲ့အတွေ့အကြုံမရှိသေးတဲ့ဒီနေရာမှာအနာဂတ်ကိုမှန်ပြီးတော့ဘာမှမစိုးရင်ပါနဲ့ဟာဖြစ်ပါမလားဖြစ်ပါမလားဆိုတာမလုံးနဲ့မဖြစ်ရင်မပြဦးဇင်းဒါအာမခံချက်ပြီးပြီနော်ဒုတိယအဆင့်မှာအားလုံးရမယ်ဘယ်နှနာရီနေခြင်းနဲ့မလုပ်တော့သိရင်လည်းရုပ်နဲ့စိတ်နဲ့ဆက်လို့မရအောင်ခွဲတဲ့ပရိစ္ဆေသမုပ္ပါရက်တဲ့နေရာအကုန်ရမယ်လို့ပြောပြီးမရရင်ဦးဇင်းတောင်းပုရုဇဉ်အနွယ်ချမ်းကတော့လောဘချမ်းဒေါသချမ်းကတော့အကုန်လုံးရမယ်လို့ဦးဇင်းအာမမခံဘူးရအောင်ယူတဲ့ပုဂ္ဂိုလ်ရမယ်အဲ့လိုရတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်ဒလေချမ်းကြီးဖြစ်ပြဆုံးပြီးတော့အငိမ့်တအေးတကြီးနဲ့ပြန်သွားပါလိမ့်မယ်ဘယ်တော့မှပုရုဇဉ်စိတ်ကြီးပြန်မွေးလို့နော်အရင်ကြီးပြန်မွေးလို့ဘယ်တော့မှမရတော့ပါဘူးအဲ့ဒါပြတ်သွားရင်တက်တာပေါ့ဗျာအခုကအပြောတော်တော်များများကကိုထင်ရကိုတော်တော်လေးလောက်ကြတယ်ပြောကြရေးကြယောဂီတို့တစ်ပင်တပင်ကိုတင်းတတ်လိုက်ပြီဆိုရင်တစ်ပင်တပြလန်းလန်းဆန်းဆန်းဆိုပြီးပင်ကြီးတင်းတတ်လိုက်လို့ရှိရင်
တင်းသက်ပြီးတာနဲ့ဒီပင်ကိုသေတဲ့ပင်လို့ပြောမလားရှင်တဲ့ပင်လို့ပြောမလားအေးတင်းသက်လိုက်တော်လဲပဲချက်ချင်းကြီးသေသလားအေးခမရတို့တင်းသက်လှလိုက်မှာလူဖြစ်ကျိုးသာသနာနဲ့ကျိုးဒီလောက်ရရင်သူ့စိတ်နဲ့သူအဲ့တစ်ပင်ကသူ့ဘာသူသေတယ်လို့သွားပါလိမ့်မယ်ခုနလိုငိုကြွလို့မရဘူးထိတ်လန့်လို့မရတော့ဘူးအဲ့ဒီကသူ့ဘာသူစိတ်နဲ့သူသွားတာပါပဲအဲ့တော့ဝိပဿနာအကျင့်နယ်မှာနားလည်ဖို့ခက်ပါတယ်ပရိယနယ်မှာတော့မှပရိယချင်းကမတူဘူးဦးဇင်းကအများကြီးပတ်ထားတယ်အကုန်လုံးလေးလာတယ်သိကျင်လို့လေးလာတာသိကျင်လို့လေးလာရင်နဲ့တဘာဝတွေသိလာအများကြီးပဲဦးဇင်းကအားရင်ဖျားဖူးတာဦးဇင်းကဖျားနဲ့ပဲနေတာအားရနဲ့ဖျားဖူးတယ်ခင်ဗျားတို့လည်းဖျားဖူးကြပါဖျားဖူးတယ်ဆိုတာသုတ်တံပိဋကတွေကိုဖတ်တာသုတ်တံပိဋကကမြတ်စွာဘုရားကတတ္တဝါတွေကိုလက်တွေ့တန်ဋိဋ္ဌိကဂုံနဲ့လက်တွေ့မက်တွေဖိုတွေရအောင်တောကမိဒေါသမီတွေချုပ်အောင်အဲ့ဒါသင်ကြားတာသုတ်တံပိဋကပါပဲမြတ်စွာဘုရားဤမျိုးနဲ့ဆုံးမမှုအမျိုးအဲ့ဒါတွေကသုတ်တံပိဋကပဲအဲ့ဒါကိုဖတ်နေတာဘုရားနဲ့တွေ့နေတာဘုရားနဲ့ဖူးနေတာဉာဏ်ဘုရားပါဘုရားအစစ်ကဦးဇင်းခန္ဓာပြောပါတယ်ခန္ဓာဘုရားကတော့ပြိဋိနိဗ္ဗာန်ပြုသွားပြီခန္ဓာဘုရားလို့ပြောအောင်ပေါ့အမှန်တော့ယုံနဲ့နံပေါ့သို့တော်လည်းဒါကိုပဲဘုရားလို့ပြောကြတယ်ပေါ့ဗျတကယ်ဘုရားအစစ်ကခန္ဓာဘုရားမဟုတ်ဉာဏ်ဘုရားအဲ့ဉာဏ်ကဘုရားကပြိဋိနိဗ္ဗာန်မပြုသေးဘူးအဲ့ဒီသုတ်တံပိဋကကိုဖတ်လိုက်တာတတ်တော်ဒေရှာဘုရားကိုတွေ့ဖူးမြင်ရခြင်းဖြစ်ပါလေအဲ့ဒီဘုရားကိုဖူးကြပါအဲ့ဒီဘုရားဖူးဖို့အတွက်မြတ်စွာဘုရားပွင့်လာခြင်းဖြစ်ပါတယ်မြတ်စွာဘုရား45ဝါဟောသွားတဲ့တရားတော်တွေနော်အခုဆိုအခြားဘာသာတွေရပါဒါတွေယူကုန်ပြီကိုယ်ဘာသာနဲ့ကိုယ်တာမသိတာမြတ်စွာဘုရားဆုံးမအမတန်မှနော်ဥပမာတွေဥပမင်းရတွေနဲ့နော်သဘောတွေပေါ်လင်းအောင်ဟောသွားတာတွေအမျိုးဇယိုက်အမျိုးကိုချွတ်သွားတာတွေအဲ့ဒါဘုရားတက်တော်ထေရှာချွတ်တော့ဟာတွေကိုကိုကပြန်ဖတ်တော့ဘုရားဖူးရတာပေါ့အဲ့ဒါမှဘုရားဖူးတာအစ်စ်ပါအဲ့ဒီဘုရားတော့မြတ်တဲ့ဘယ်ဘုရားမှမရှိဘူးပရိစ္ဆေသမုပ္ပါတရားတော်ကြီးဆိုတာစွာပြီးမှဖတ်ရတော့အဲ့မှာပရိစ္ဆေသမုပ္ပါတရားတွေပေါ်မလာဘူးလားမသိမှုကြောင့်နော်ပြုလုပ်မှုဖြစ်ပါတယ်ဆိုတော့အဲ့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဲ့ဒါဖရာအစစ်ပဲမသိလို့ကောင်းမှုမကောင်းမှုဇံတရားတွေအာထုံမှုပြုပါတယ်ပြုတဲ့အတွက်ကြောင့်ထိုကံနဲ့တူတဲ့ဝိဘက်ဘဝတွေရပါတယ်ဝิญဉ်တွေဖြစ်ပါတယ်လို့ဆိုတော့အဲ့ဒါကိုနာကြားနေတာဖရာဖူးနေတာအဲ့ဒီဖရာကအစစ်ပဲအဲ့ဒီဖရာဖူးတတ်ဖို့အဲ့ဒီဖရာကိုမြင်တတ်ဖို့လိုတယ်နော်အဲ့တော့အခုဦးစင်းဟောတာကပြမှာကဖရာကျင့်ခိုင်းတဲ့အတိုင်းဦးစင်းတို့ကျင့်မလိုလားအပ်တဲ့အမှားတွေအများကြီးခံစားခဲ့ရတယ်ကိုလိုမခံစားရအောင်ဆိုပြီးတော့ရှင်းလန်းနေထုတ်ပြီးနောက်မလိုလားအပ်တဲ့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘယ်ဟာတရားမှမသိဘာမှမသိညာမှမသိနဲ့လင်နာယုမယရယုလို့တရားရှာပဲနဲ့ဘာမှမသိပဲနဲ့လုံးလဲကြပြားမှတော်တော်ကိုပြားတာမသေးသေးလို့မသေးသင့်သေးလို့ဒါရှင်းလာတာသေလောက်ဖွယ်ရတယ်၄ချိန်လောက်ဖြစ်ခဲ့တယ်အဲ့ဒါကြောင့်မလို့ယောဂီတို့အနေနဲ့လူရင်းတူတူရှင်းရှင်းရနိုင်ယူနိုင်တဲ့ဒုက္ခဝေဒနာမှဒေါသမီတောကမီချုပ်ဖို့ဘဝမှာဒီတဲ့ကောင်းတာဒီတဲ့မြတ်တာဒီတဲ့တန်မိုးရှိတာဘာမှမရှိပါဘူးအဲ့တော့ခင်ဗျားတို့တန်မိုးရှိဆုံးယရနာကြီးဖြစ်တဲ့သေနိတတ်အောင်သင်ပေးပါလေခင်ဗျားတို့အဲ့ဒါကိုယောဂီတို့ဝမ်းမြောက်ဝမ်းသာကြိုးစားအထောက်ကြပါသေတော့ဘယ်လိုလဲသိရမှာလဲကိုယ့်ကိုယ်ပဲသိရတယ်မဟုတ်ဘူးလား
ကိုယ်ကနဲ့ကိုယ်ပဲပေါင်းတည်ရတယ်မဟုတ်ဘူးလားအဲ့ဒီချိန်အဲ့ဒီနေရာအဲ့ဒီပြဿနာအရေးကြီးဆုံးပဲအဲ့ဒီပြဿနာအေးသွားရင်ခမရတို့မှာစိတ်အစဉ်ဘဝအစဉ်ရှင်လျက်နဲ့ပြောင်းနေပါလိမ့်မယ်နော်အရိယာဖြစ်တယ်ဆိုတာယုတ်ကြည်ဖြစ်တာမဟုတ်အရိယာသူတော်ကောင်းတွေဖြစ်သွားနော်ပုရုဇဉ်ကလျာဏပုရုဇဉ်အရိယာတဝကဆိုတာစိတ်တွေကိုပြောတာစိတ်ရဲ့အတွင်းပြင်းနေစိတ်ကြမ်းစိတ်ရိုင်းနေပါသွားတာတွေခေါင်းပါသွားတာတွေကိုဖះဟောတာအဲ့ဒီထဲမှာအရိယာတဝကအရိယာအတိုင်းဝင်အရိယာမိတ်ဆွေတွေရောက်သွားတော့ပုရုဇဉ်ဒလေချမ်းကြီးချုပ်သွားမယ်အဲ့ဒီတော့ကြောင့်အဲ့ဒီစိတ်ကဘာစိတ်လဲဆိုတာယောဂီတို့သိလိုက်အဲ့ဒီစိတ်ရတဲ့ပုံကိုယ်ဒီဘလို့နေတယ်လဲဘလို့ခံစားလဲသူများမိဖို့မလို့ကိုယ်စိတ်ကိုသိဦးစင်းတရားလာပြီးတော့အခုလိုစကားဝဲနေလာပို့တချို့လဲဆွမ်းလာကတ်ယောဂီဟောင်းနေဆွမ်းလာကတ်တယ်ဥပမာပေါ့ဒကမကကျင့်ထားတယ်ပေါ့ဒကာမကျင့်ဘူးပေါ့အဲဘလို့လဲယောဂီဟောင်းနေလာဟာတပီတော့ကျင့်တာဒီပြီးတော့ဒကာတော့မကျင့်ရသေးဘူးပေါ့အဲ့လိုဆိုဦးစင်းကဒကမအောင်မပြောဘူးဒကာအောင်မေးတယ်ဒကာကြီးခမရဒကမကြီးတရားလာအထုတ်တော့တရားအာမထုတ်ခင်ရစိတ်အနေထိုင်အသွင်ပြင်းနဲ့တရားထုတ်ပြီးပြန်လာနဲ့ခမရထူးတယ်လို့သိသလားလို့မြင်ထူးပါတယ်ဗျာကျင့်တဲ့ပုဂ္ဂိုလ်မေးတာမဟုတ်ဘူးနော်မကျင့်တဲ့ပုဂ္ဂိုလ်မေးတာဘေးပုဂ္ဂိုလ်ကအသွင်ပြင်းပြောင်းနေပြီဆိုတာကိုဘေးလူသိပါတယ်အဲ့လိုအသွင်ပြောင်းသွားတာအသွင်နေပြောင်းသွားတာကိုဇူလာတော်တာဗာမေဇိမတော်တာဗာဒါတွေလျှောက်ပြောနေတာအဲ့ဒါတွေလျှောက်ပြောတယ်ပြဿနာတွေလျှောက်တဲ့ကုံအောင်အမှန်အသွင်ပြောင်းသွားတာစိတ်အသွင်ပြင်းနေအကျမ်းနေရနည်းနည်းရောနေဒီလိုသွားတာကိုပဲသောတာပန်တရာကအနာဂံယဟန္တာဒီလိုပဲသွားတာနောက်ဆုံးလုံးမပါပြီးအကုန်ပြုတ်တာအဲ့ဒါကြောင့်မလို့ဝိပဿနာနယ်မှာကျေဝန်းတယ်သိရန်ခက်ခဲတယ်ဒါတွေကိုအကုန်လုံးဘေးချိတ်လိုက်အသေးတတ်ဖို့လိုတယ်ယောဂီတို့သဘောပေါက်ပြီလားအားလုံးသာဓုခေါ်ကြ